မြန်မာစတာသချင်းဆိုပြိုင်ပွဲမှာအစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်တော့မဲ့အောင်ခန့်ပိုင်ပရိသတ်များလုံးပဲမင်္ဂလာပါဘီယန်အောင် page လေးကနေကြိုဆိုလိုက်ပါတယ်အောင်ခန့်ပိုင်လို့ဆိုလိုက်တာနဲ့ပရိသတ်တွေတော်တော်များများကသူ့ရဲ့ဖွင့်လင်းပြီးယုံကြည်မှုလွန်ခဲ့တဲ့စကားပြောပုံစံတွေကိုပြင်းပြမိကြမှာပါသူဟာဝေဖန်မှုတွေရှိနေတဲ့ကြားကပဲရက်တက်မသွားပဲဆက်လက်ရှောင်လန်းနေရင်ကနေအခုဆိုရင်တော့မြန်မာစတာသချင်းဆိုပြိုင်ပွဲမှာအစီအစဉ်တင်ဆက်သူလုပ်တော့မှာပါမြန်မာစတာသချင်းဆိုပြိုင်ပွဲကအခြားပြိုင်ပွဲတွေနဲ့မတူပဲမကြာခဏပွဲရှာတက်တာကြောင့်နာမည်ကြီးပါရဲ့ရှင်သချင်းဆိုပြိုင်ပွဲမှာ fashion ကိုထည့်သွင်းအကဲဖြတ်တာကနေစတင်ပြီးလူသိများတဲ့အပြင်အခြားပြိုင်ပွဲတွေနဲ့မတူတဲ့စီကံချက်တွေလည်းရှိနေပါတယ်ဒီပြိုင်ပွဲမှာတိုင်နေလဲမမြဲပဲတယောက်ပြီးတယောက်နှုတ်ထွက်သွားခဲ့ပေမဲ့ပြိုင်ပွဲဝင်တွေကဆက်လက်ရှင်ပြိုင်နေကြတာပါဒီပြိုင်ပွဲမှာဝင်နိုင်ရမယ်ဆိုရင်သိန်းထောင်ချီရနိုင်တာကြောင့်အပြိုင်ဆိုင်လာပြိုင်ကြပါတယ်ဒိုင်တွေနဲ့ပြိုင်ပွဲဝင်တွေကြားမှာမကြာခဏပွဲဖြစ်ပြီးတဲ့နောက်မှာတော့အောင်ခန့်ပိုင်ကဒီပြိုင်ပွဲရဲ့အစီအစဉ်တင်ဆက်သူဖြစ်လာတော့မှာပါအောင်ခန့်ပိုင်ကသူ့ကိုပရိသတ်တွေမသိရကောင်းလားဆိုပြီးမတိအောင်လားဆိုတဲ့နာမည်နဲ့ကြော်ကြားလာခဲ့ပါတယ်အခုလည်းသူ့ရဲ့အစွမ်းတွေနဲ့မြန်မာစတာပြိုင်ပွဲကိုကမ္ဘာကျော်အစီအစဉ်တစ်ခုဖြစ်အောင်လုပ်သွားတော့မှာပါရှင်အာရှတိုင်းမှာတင်နာမည်ကြီးအောင်လုပ်မှာမဟုတ်ဘဲကမ္ဘာကသိလာအောင်လုပ်မှာဖြစ်လို့အပြောကြီးတယ်လို့ထင်ရပေမဲ့လည်းသူကိုယ်တိုင်ကလည်းဒီနည်းလမ်းတွေပဲသုံးလာခဲ့တာပါအောင်ခန့်ပိုင်ကသူ့ကိုယ်သူနိုင်ငံကျော်အစိုးရဖြစ်ရမယ်ဆိုပြီးစ조사ခဲ့တာအခုဆိုရင်နိုင်ငံကျော်အစိုးရဖြစ်သွားခဲ့ပါတယ်ဆိုင်မြင့်မြတ်တာဆိုဖြိုးမြောင်တို့လိုနိုင်ငံကျော်တွေကတော့သူ့ကိုသိနေတာကြောင့်နိုင်ငံကျော်ဆင်းဝင်သွားပြီလို့ခံယူထားပါတယ်အဲဒီလိုပြောဆိုပြီးနောက်ပိုင်းမှာတော့အောင်ခန့်ပိုင်တယောက်အနုပညာလှူရှားမှုတွေနည်းနည်းကျဲသလိုဖြစ်သွားခဲ့ပါသေးတယ်ရှင်ပရိသတ်တွေကအောင်ခန့်ပိုင်ဘာလုပ်နေလဲပျောက်နေပါလားလို့မေးခွန်းထုတ်စရာဖြစ်ပေမဲ့မြန်မာစတာအစီအစဉ်ကတော့မဖြစ်မနေလာခဲ့ပါဆိုပြီးကန့်လန့်လာခဲ့တဲ့အတွက်သူပြန်ပေါ်လာတာဖြစ်ပါတယ်အခုလက်ရှိမှာတော့အောင်ခန့်ပိုင်ဟာပုံမှန်အစိုးရအနေနဲ့တင်မဟုတ်တော့ပဲနေရာအသစ်တစ်ခုကိုရယူလိုက်ပြီးဖြစ်ပါတယ်မြန်မာစတာစီဇန်3ပြိုင်ပွဲမှာအထူးအစီအစဉ်အနေဖြင့် MC အဖြစ်ပါဝင်ဆောင်ရွက်ပေးသွားမှာဖြစ်လို့မကြာခင်မှာတော့ပွဲကစီကားလာတော့မှာပါတချင်းဆိုတာနဲ့စကားပြောတာကမတူပေမဲ့အောင်ခန့်ပိုင်ရဲ့စကားပြောစွမ်းရည်ကတော့နေရာတနေရာမှာရှိနေပါတယ်ဒီပွဲမှာသူဘလို့တွေတင်ဆက်မလဲဆိုတာကလည်းစိတ်ဝင်စားစရာပါသူရဲ့မျှော်မှန်းချက်ကလည်းတိတိမမမဟုတ်ပဲမြန်မာစတာကိုကမ္ဘာတဝန်းကသိအောင်လုပ်ပေးမယ်ဆိုပြီးပါဝင်လာတာဖြစ်ပါတယ်ပြည်ရင်းအဆင့်နဲ့မကပဲနိုင်ငံတကာအဆင့်ထိထိုးဖောက်မယ်ဆိုတဲ့သူ့ရဲ့စိတ်ကူးကတကယ်ကိုမှကြီးမားပါတယ်ရှင်အောင်ခန့်ပိုင်ကိုတချို့ကသူ့ရဲ့စကားလုံးတွေကြောင့်ဝေဖန်ကြတာရှိသလိုတချို့ကလည်းသူ့ရဲ့ပွင့်လင်းမှုနဲ့ဟန်ဆောင်မှုကင်းတာကိုသဘောကျတာရှိပါတယ်။ဘာပဲဖြစ်ဖြစ်သူ့မှာလူတွေစိတ်ဝင်စားလာအောင်လုပ်နိုင်တဲ့စွဲဆောင်မှုတစ်ခုရှိနေတာကတော့အမှန်ပဲရှင်။ဆက်ရှင်နှစ်တာဂီတခီကိုဖျက်ဆီးပြီးတဲ့နောက်အခုခါမှာ MC တယောက်အနေနဲ့ကဘာကိုထိုးဖောက်မယ်ဆိုတဲ့အောင်ခန့်ပိုင်ရဲ့ခြေလမ်းသစ်တွေဘယ်လောက်ထိခီးရောက်မလဲဆိုတာကတော့ပရိသတ်ကြီးကပဲဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။အောင်ခန့်ပိုင်ကစကားပြောကောင်းလို့စာပေဟောပြောပွဲတွေမှာလူငယ်တွေအားတက်အောင်ပြောပေးဖို့အတွက်ကန့်လန့်လာသူတွေလည်းရှိပါတယ်။အောင်ခန့်ပိုင်ကဆိုရှယ်မီဒီယာမှာလအနေငယ်ကြောင်ပျောက်နေတဲ့အတော်အတွင်းမှာဒုတိယလင်းတိုင်းညွန့်ဖြစ်နေကြတာပါရှင်။အောင်ခန့်ပိုင်ကမြန်မာစတာသချင်းဆိုပြိုင်ပွဲကိုကဘာကျော်လုပ်ပေးနိုင်ပါမလားဆိုတော့ comment မှာအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။